ဒီကောင်လေးရဲ့လက်တီးတစ်ချက်ကချန်ပီယံရဲ့လက်အိတ်ကိုအပိုင်းပိုင်းကွဲထွက်သွားစေခဲ့တယ်အဲ့ဒီနောက်မှာတော့အဖြူရောင်အမုန့်တွေလေထဲလွင့်စင်လာတာပေါ့အဲ့ဒါတွေကကွမ်းတွေမဟုတ်ဘူးပြပလာစတာတွေဖြစ်နေတာလူတိုင်းလဲအန်ကြပြီးမင်းတက်ကုန်ကြတာပေါ့ပွဲပေါင်း400တောင်ဆက်တိုက်နိုင်ထားတဲ့ဒီချန်ပီယံကြီးကတကယ်တော့တစ်ချိန်လုံးလိန်လာခဲ့တာပဲလွန်ခဲ့တဲ့2 ရက်ကအဖွဲလိုက်ဓာတ်ပုံရိုက်တုံးကချန်ပီယံကျဲရဲ့လက်ကပတ်တီးတွေအပ်နေတာကိုတိုက်ခိုက်ရေးသမားတွေသတိထားမိခဲ့ကြတယ်ဒါကြီးကဘာလို့အပ်နေတာလဲကြည့်ရတာပလာစတာနဲ့တောင်တူနေရဲ့သူ့လက်များကျိုးနေတာလားဆိုပြီးတော့ပေါ့ဒါပေမဲ့အမှန်တကယ်ကတော့ပြိုင်ဘက်ကိုအလဲထိုးဖို့သူကြံစီထားတာပါဘာလို့လဲဆိုတော့ပွဲမဆက်ခင်ကတည်းကလက်ပတ်တီးထဲမှာပလာစတာမှုန့်တွေကိုထည့်ပတ်ထားတာလေပွဲစလို့ချွေးထွက်လာပြီဆိုရင်အဲ့ဒီအမှုန့်တွေကပလာစတာလိုမျိုးတစ်ဖြည်းဖြည်းမာခဲလာပြီးလက်တီးကတဘာဝထက်ကိုပိုပြီးမာကြဩသွားတော့ဟာပဲအရင်တုန်းကသူနဲ့ရှင်ပြိုင်စင်တုန်းကလည်းပြိုင်ဘက်ရဲ့လက်တီးတွေကဘာလို့ဒီလောက်တောင်လေးလံနေရတာလဲဆိုတာနီးပြကတန်တရားရှိခဲ့ဘူးတဲ့အဲ့ဒီတုန်းကတော့အထူးလေးကျင့်ထားလို့ပဲလို့ထင်ခဲ့တာပေါ့ဒါပေမဲ့ပလာစတာသုံးပြီးလိမ့်လိမ့်မယ်လို့တော့သူလုံးဝမထင်ထားခဲ့ဘူးဒါကြောင့်ဖြန့်ကသူ့ဆရာအတွက်တရားမျှတမှုရှာပေးဖို့ဂျက်ကိုလူများရှေ့မှာစိန်ခေါ်လိုက်တာပါပွဲမဆက်ခင်မှာနေပြကဖြန့်ကိုတေချာသတိပေးထားတယ်ပွဲဆက်ဆက်ချင်းမှာပလာစတာကမမာသေးဘူးမာဖို့အတွက်2 မိနစ်3 မိနစ်လောက်အချိန်ယူရမှာမို့လို့အဲ့ဒီအချိန်တွင်းမှာပဲအပြတ်တက်ရမယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့ပွဲစလိုက်တာနဲ့ဂျက်ကသူထင်ထားတာထက်ပိုပြီးကောက်ကျစ်နေတာကိုဖြန့်တီးလိုက်ရတယ်ဂျက်ကတိုက်စစ်မစင်ပဲခံစစ်ပဲသုံးနေတာကြောင့်ရင်ဆိုင်ဖို့အခွင့်အရေးမရခဲ့ဘူးအဲ့ဒီအပြင်ဖြန့်လက်တီးပစ်လိုက်တဲ့ခါမှာပဲဂျက်ကအခွင့်ကောင်းယူပြီးတတောင်နဲ့တွန်းတိုက်လိုက်လို့လဲကျသွားခဲ့ရတယ်ဖြန့်ပြန်မထနိုင်ခင်မှာပဲဂျက်ကနောက်ထပ်လက်တီးတစ်ချက်ထပ်ထိုးလိုက်ပြန်တယ်ဒီအချိန်မှာတော့ပလာစတာကတော်တော်လေးမာနေပြီလေလက်တီးချက်အနှဲငယ်အတွင်းမှာတင်ဖြန့်တယောက်မတ်တက်တောင်မရက်နိုင်တော့တဲ့အထိအထိုးခံလိုက်ရတာပေါ့ဒါပေမဲ့နီးပြရဲ့မျက်ဝန်းထဲကယုံကြည်မှုကိုမြင်လိုက်ရတဲ့အချိန်မှာတော့